မင်းကစားလိုက်ပြီ။အော်ဟော။ဟုတ်တယ်။ဒီမှာအိတ်တော့မယ်နော်။အေးမင်းဒီနေ့ကငါ့အိမ်မှာအိတ်လိုက်ပါလား။ဟုတ်တယ်။မင်းမနဲ့မင်းတော်တော်မေးပါအချစ်တစ်ခုကိုတိဆောက်ရတာလွယ်တယ်ကွာအဲ့အချစ်ကိုလေကြာရှည်ထိန်းနိုင်မှုဆိုတာအရင်ခက်တယ်ငါတို့ကအိမ်တော်တက်တန်းကြာသွားလို့လားမသိဘူးငါမိမငါ့ဘောအနေအေးွားကွာဒါနဲ့တူတူမအိတ်တော့ဘူးကွာအခုနိုင်ဒါလေး online ဝူရှူဝါရှာခဲ့တာပဲဝူရှူဝါရှာဝူရှူဝါရှာဟာအဲ့ဆိုမင်းပြက်တော့နော်ဒီပွဲလည်းမျိုးငါနိုင်ပေးလိုက်ပြီနိုင်ပြီနော်ပြန်ဟုတ်နော်ခုကြောင်I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement Everything I do so instinctive and so passionate Every word I move soမင်းကညာဘာစိတ်တိုက်တယ်ကွာမင်းကလည်းကွာအဲ့ငါမင်းကြီးနိုင်ငံသားဝင်လာတာတဲ့ဟမ်မင်းတော့ကောင်းငါမတော့သေးဘူးမင်းကိုစမ်းတိုက်ကြည့်တာဟိုမင်းမကောင်းဆိုငါလည်းမတော့တော့ဘူးထားငါမင်းတို့နီလန်းကောင်းလေးတစ်ခုပါလာတယ်မင်းမိန်းမနဲ့မင်းပြန်ပြီးတော့နှွေးထွေးခြင်းနဲ့ဆိုလို့ရှိရင်ကြီးခဲ့ exercise ကြီးခဲ့ exercise အဲ့ဘယ်လိုလုပ်မင်းလူကျွတ်ကြည့်နေကွာလူကျွတ်ကြည့်လည်းတက်လို့မအောင်โอเคပဲတကယ်ကျေးဇူးပဲရှင်ဘာလုပ်နေရဘာလုပ်နေရလဲလို့ကြီးကဆန်းဆိုင်လုပ်ရတယ်ရှင်အင်္ဂလိပ်စိုက်ကလည်းမှန်အောင်မှန်လို့လားဒါမှန်တာပေါ့မိမလည်းဒီမှာရှူကျူရတယ်ကြည်လုံးနေတာရစလုံးလာတယ်မိမရဲ့ခဏလေးကိုကြိုးစားနေတောင်းနေရပဲနော်လုံးနေရပဲဒီကပကောင်မိမအောင်ထိထိပြောနေနော်ဟုတ်တယ်ကိုလည်းကြားလိုက်တယ်ကျွန်တော်လည်းသွားရှင်းပေးမယ်ခဏလေးကြောက်မင်းတို့ကောင်းတယ်မင်းကလေးတယောက်ပပလေးမှာအဲ့လိုမျိုးပါစက်တည်းပြောတာမင်းတို့ကမရှောက်မင်းတို့ဘာပြောလို့မင်းတို့ကလုံးနေရပဲတောက်နေရပဲလေကျွန်တော်ကအခုပြောတာအခုပြောဟုတ်တယ်ဟောအေးကျေးဇူးပဲကျေးဇူးပဲအားမယအားမယနေဟိုတော့ဟောဟေးဒီဟာမင်းပြောရလေ့ကျင့်ခိုင်းလို့ရတာငါဒီမှာဖင်းကြီးလားဟုတ်တယ်ဟာရှယ်မင်းအဲ့ဒါမင်း exercise ကိုမှားလို့အဲ့ဒါမှားရနေရရောက်ပြီးရှောက်ကြီးကုန်တာမင်းဟာဒါမဲ့ငါမင်းအတွက်ကိုစေးကန်းကောင်းတာလေးတစ်ခုရှာတွေ့ထားတယ်ဒါမင်းကခေါ်ရမယ်စေးကန်းကောင်းစေးကန်းကောင်းတာဟုတ်လားတာပဲနော်အခါနေမင်းမှာတစ်ခါလေးခေါ်ခဲ့ဟောအေးခါပြီးကောင်းရနော်ကောင်းတယ်โอเคခဏခဏစောင့်ပြန်လာမယ်ပြန်လာရနော်မစောင့်နေမယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ကိုဟုတ်ဒီနေ့ဗာထွေးမိလေးယူချင်တာလေရှင်ဟိုနေ့ကထိုင်သွားတာလေအဲ့ဒါထိုင်ကြဒီကောင်ခေါ်လာခိကေချဲလေးဟုတ်တယ်ဟုတ်ကဲ့အဲ့ဆိုရင်အကိုတို့ကဒီနေ့ first time လေးဒီထွေးမိလေးလို့မှာဆိုတော့လေ inquiry form လေးချက်ပြလိုက်မယ်နော်ကိုဟုတ်ချက်ပြပေးပါအောင်ရှင်မိန်းမကတခါလေးဒီနေ့ဟုတ်မောက်ထိုင်မယ်နော်ဟုတ်ရတယ်ရှင်ဟုတ်ကျန်တဲ့ကောင်တွေကတော့ထိုင်တော့ဖြေတယ်အဲ့ကြောင့်ဒီကောင်ပဲကျန်လို့ဒီကောင်ကော်လာတာဟုတ်တယ်ကိုဒီမှာတော့လေဒီတော်တော်လေးကိုကြိုက်ကြတယ်ဒီထိုင်လို့လည်းကြိုက်တယ်ဘေဘီအဲ့ဆိုရင်ကိုဒီမှာတော့ညီမတို့စေကံမှာလေအမျိုးသားဆရာဝန်အမျိုးသမီးဆရာဝန်ရှိရဖြစ်တဲ့အတွက်ပေါ့နော်အတူတူခွဲပြချင်လားဒါမှမဟုတ်အတူတူပဲပြချင်လားရှင့်အတူတူပဲပြလိုက်မယ်အတူတူပဲပြလိုက်မယ်ဘာလို့လင်များရေးဆိုတော့လေဟုတ်ကဲ့အဲ့ဆိုအတူတူပြလဲရရင်နော်ကိုစခနိုင်ဆောက်ပြပါအောင်ရှင့် inquiry form လေးဖြည့်ပြရနေလေညီမတစ်ချက်လောက်ခေါ်ပြရမယ်နော်โอเคရှင့်ဟုတ်ဆရာဟိုနေ့ကထိုင်အောင်ဒီကောင်ရှင်းပြလိုက်ပါအမ်ဆဲလာထဲရဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်အိမ်တော်ကြီးဒုက္ခကိုပုံမပြည့်စုံပြီးတော့အမျိုးသားတွေအတွက်ဆိုလို့ရှိရင်အမျိုးသားဆွမ်းဆောင်ရင်ပုံမမြင့်တင်ပေးပါတယ်။ဒ
ဒါပြင်တာကအမျိုးသမီးရောအမျိုးသားတွေအတွက်စီးသွားလာခက်ခဲတာတွေအတွက်ရောစီးမထိန်နိုင်တာတွေအတွက်ရောပုံမကောင်းမလဲ ဆက်ဆက် SC သူများကြလို့ရှင်အဲ့ရတယ်မှာရှူးထောင်းတာပေါက်ချလို့လေအခုဆိုအဲ့ရမှာခွဲအိတ်နေရတာ ဖြစ်အောင်ဆက်ဆက်မင်းဟာအားမလို့အဲ့ဒါလား ဟောအဲ့ဒါတွေအတွက်လည်းကျွန်တော်ရှိမှကုလို့ရပါတယ်ဗျအဲ့ထိုင်လို့ရတယ် Namalas က Amsela ချဲရဆိုရင် original BTN UK brand ဖြစ်ပြီးတော့ကြီးကဲ exercise ကိုကိုယ့်ဘာသာကိုလုပ်တာထက်တင်မစုံကြွက်သားကိုအတိအကျထိရောက်မှုရှိစေပြီးနိုင်ခွက်တွင်အကျိန်2000ထိပိုပြီး effective ဖြစ်စေပါတယ်အမျိုးသားတွေရောမျိုးသမီးတွေရောအိမ်တော်ကြီးဒုက္ခကိုပြီးပြည့်စုံလာမှာကစီးမထိန်နိုင်တာတွေခလေးမွေးထားလို့မွေးလန်းကြောင်ရော်ရဲနေတာတွေတက်တာစီရဲ့ဒါအပြင်သာမကနာကျင်မှုမရှိနာလဲမနာအဝတ်စားတော်လဲစရာမလိုပဲတပတ်တစ်ချိန်အချိန်ပေးပြီးလာထိုင်ုံနဲ့အားလုံးအုပ်ပြေသွားမှာဖြစ်ပါတယ် မိမဒီနေ့ကတော့ကိုရိုရဲ့တကယ်အပြောင်းချင်းညာဖြစ်တယ် I don't ever slow up, no I don't take